အားလုံးပဲမင်္ဂလာပါ12ရက်နေ့တော့အောင်သွားပြီเนาะ12ရက်နေ့ကနေ13ရက်နေ့ထိဆိုပြီးပေးရတဲ့ဇာတို့ပတ်သေးလေးကလည်းထွက်သွားပြီเนาะတက်ဆိုပြီးပေးတာထွက်သွားပြီเนาะဒီ12ရက်နေ့ကနေပြီးတော့13ရက်နေ့ဆိုပြီးပေးတာတဲ့အထုံးမွေး9ခွက်လေးပဲကျန်တော့တယ်เนาะမြန်မြန်လေးပြပြီးတော့မြန်မြန်လေးနားမယ်ဗီဒီယိုရှည်ကြည့်ကျင်တဲ့လူကတော့ channel ထဲမှာဝင်ရှာလိုက်ပါเนาะဒီမှာတော့မြန်မြန်လေးပဲပြလိုက်တော့မယ်เนาะအချိန်ကြီးကြာသွားမှာဆိုလို့နေကုန်ပတ်တီးကိုတော့ကျွန်တော်က3.5ဆိုပြီးထုတ်ပေးရတယ်เนาะ3နဲ့ပတ်သက်ရင်တော့3.5 3.6 3.4 3.2 3.9 3.8 3.9ဆိုပြီးထုတ်ပေးရတယ်5နဲ့ပတ်သက်ရင်တော့5.4 5နဲ့5.8 5.6 5.3 5.9 5.1ဆိုပြီးထုတ်ပေးရတယ်เนาะ12ရက်နေ့ကနေပြီးတော့13ရက်နေ့အထိအထိုးမွေး6ခွက်ဆိုပြီးထုတ်ပေးရတယ်เนาะ86 9 96 6 66 56 9 8 60ဆိုပြီးထုတ်ပေးရတယ်เนาะကဲခဏလေးလည်းပြပြီးသွားပြီဆိုတော့ဒီနေ့စောစောနားတော့မယ်เนาะအသေးစိတ်သိချင်တဲ့သူကတော့ဗီဒီယိုရှင်းမှာတက်ကြည့်လိုက်တော့เนาะကဲအားလုံးပဲတက်တာပါ channel လေးလည်း subscribe လုပ်ပေးခဲ့အောင်เนาะ